နေရာကိုကျွန်တော်အနေနဲ့ထုတ်ဖော်ပြောဆိုတာတွေရှိတယ်နော်နောက်တစ်ခုကမမှန်တာဆိုလို့ရှိရင်ကိုစီးတဲ့မြင်းကထိမှန်မှန်သိရမှာဖြစ်တယ်လို့နော်ကိုပေါင်းသင်းဆက်ဆံနေတဲ့ဖွဲ့စည်းကကောင်းမှုမို့တော့ဥတ္တအရေးကြီးတယ်အဲ့ဒါအတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဝေဖန်နဲ့ပြောဆိုတယ်နော်ဒါတစ်ခုကနောက်တစ်ခုကနိုင်ငံကိုဗဟိုပြုပြီးဝေဖန်ရတော့ဗျာကိုဘလောက်ကြီးအားပေးထောက်ခံနေပါစေနိုင်ငံတော်ဒီစောက်မှုနဲ့ပတ်သက်လာလို့ရှိရင်တော့ဒါအခုအားပေးထောက်ခံတဲ့ဖွဲ့စည်းဟာဒုတိယအဆင့်မှာပဲရှိရအဲ့တော့နိုင်ငံတော်ဗဟိုပြုပြီးတော့တရားမျှတမှုကိုဗဟိုပြုတယ်ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုကိုနော်ဒီမန်းနဲ့ဗဟိုပြုပြီးတော့ကျွန်တော်အနေနဲ့ဝေဖန်ပြောဆိုမှုတွေရှိတဲ့အခါမှာတော့ကျွန်တော်အနေနဲ့ဗျာလုံးဝအနီလည်းမဟုတ်ပါဘူးเนาะကျွန်တော်အနေနဲ့လုံးဝဒီဒေါ်လာရေးအားပေးထောက်ခံသူလည်းမဟုတ်ပါဘူးဒါပေမဲ့တော့အဲ့ဒီခေါ်တော့ကတစ်ဖက်လူတွေကိုပြောခဲ့တယ်ဆွဆွဲခဲ့တယ်ပေါ့ဗျာငါလည်းမတူငါရန်သူပိတ်ဆိုတာအမှန်တကယ်ကိုယ့်လူတွေအကုန်လုံးကပိတ်ဆိုတာကိုယ့်လူတွေအကုန်လုံးပြန်ဖြစ်နေတာတန်အောဖို့ကောင်းလူပြောတာကြားတယ်နော်သူဒီနေ့ထိတော်လန်ရုပ်အားပေးတာမဟုတ်ဒီနေ့ထိသူအနီမဟုတ်ဘူးသူဒီနေ့ထိတတ်မတော်ချစ်သူပဲဒီနေ့ထိစစ်တပ်ကိုအပြိုလဲမခံမှုစကားကိုသူပြောတယ်ဒါဆိုရင် तू လုံနေတဲ့အလုပ်တွေမှားလားအဲ့တော့ပြန်ကြည့်မမှားဘူးလေကိုအားပေးနေတဲ့အဖွဲ့အစည်းမှားရင်ပြန်ပြောလို့မရဘူးလားလိုရင်းနေထောက်ပြလို့မရဘူးလားဟုတ်တယ်မလားအဲ့တော့လက်ရှိတော်လန်ဘက်အချမ်းကတူတွေကြည့်လိုက်ပါနော်ကျွန်တော်တို့ကအမြင်မတူတာမဟုတ်ဘူးဗျတွားကျင်တဲ့လမ်းကြောင်းမတူတာပဲဖြစ်တယ်အခုကိုမောင်လူမျိုးကိုပြောတာပေါ့နော်ဒါကစစ်တပ်ထောက်ခံတဲ့သူဆိုတာလေတန်ဖိုးမျိုးရှိတာဟုတ်တော်လန်ဘက်မှာရှိနေတဲ့သူတွေအားလုံးကလည်းမြန်မာနိုင်ငံမှာရှိတဲ့စစ်တပ်ကြီးပြိုလဲဝအောင်တိုက်ချင်တာလားတော်လှန်ချင်တာလားမဟုတ်ဘူးစစ်တပ်ကိုတန်ဖိုးထားတယ်မြန်မာအခုတော်လန်အင်အားစုတွေအားလုံးဖြစ်နေတာစစ်တပ်မရှိရေးလုပ်နေတာမဟုတ်ဘူးစစ်တပ်ကစစ်တပ်နေရနေရေးလုပ်နေတာအဲ့ဒါလေးကိုတေးတေးချာချာသိဖို့လိုတယ်နော်စစ်တပ်မရှိရေးအတွက်တော်လှန်နေကြတာမဟုတ်ဘူးစစ်တပ်ကစစ်တပ်နေရမှာရှိရေးအတွက်တော်လှန်နေကြတာဒါကိုစစ်သားတွေရဲတွေဒီစစ်တပ်ထောက်ခံတဲ့လူတွေအားလုံးသိဖို့လိုတယ်အဲ့ဒါဘာဖြစ်လို့လဲစစ်တပ်ကိုစစ်တပ်ရှိရမယ့်နေရာမှာရှိစေခြင်းဟာစစ်တပ်ကိုတန်ဖိုးထားလို့တန်ဖိုးရှိတဲ့စစ်တပ်ဖြစ်ဖို့အတွက်ကိုနဲ့ဟတ်ဆက်တဲ့နေရာမှာပဲနေခွင့်ရှိတယ်ကိုနဲ့မဟတ်ဆက်တဲ့နေရာမှာတွားနေလိုက်ရင်အဲ့ဒီအရာတန်ဖိုးမဲ့ရှင်းရှင်းလေးဘုန်းကြီးတစ်ပါးကအရက်ဆိုင်တော့ဝင်ထိုင်းနေတယ်အရက်ဝဲမှာဝင်ထိုင်းနေမယ်အဆင်ပြေလားအဆင်ပြေလားငါမတော့ဘူးနော်ငါဓမ္မအရက်တောက်နေတဲ့တခါတခါမတွေလာဆောက်ရှောက်တာဖြစ်နိုင်လားဒိဗေရှိတာဒါပေမဲ့သူ့ဘက်ကပြန်ကြည့်မယ်ဆိုရင်တော့ဟာငါမတော့ဘူးလေငါမတကယ်မိုက်ဆောက်ရှောက်မှာဘာမှငါဘက်ကမှန်တယ်ဘယ်လိုပြောမှာလဲအခုလက်ရှိစစ်တပ်နဲ့စစ်တပ်ထောက်ခံတဲ့လူတွေဖြစ်နေတာအဲ့ဒီတိုင်းဖြစ်နေတာနော်အရက်ဝိုင်းဝင်ထိုင်တဲ့ဖုန်းကြီးလိုဖြစ်နေတာဟမ်ပြောလိုက်တော့ငါမတော့ဘူးဟုတ်လားပြောလိုက်တော့ငါတိုင်းပြည်အတွက်နိုင်ငံကောင်းဖို့တိုင်းပြည်တော်စုမပြိုကွဲရေးတိုင်းနဲ့စီလုံးညီညွတ်မှုဟာဘာဖြစ်တယ်ညာဖြစ်တယ်ညီမအားစားကဘာကိုနွားမယ်စသဖြင့်ဟုတ်တယ်မလားဒါပေမဲ့လောက်ရက်ကမှန်လားအတိုင်းပဲရှိလားအဲ့ဒါပဲလက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့ပြဿနာအဲ့ဒါလေးနှစ်ခုကြားမှာဒီစစ်တပ်ကိုမောင်းပိုင်စီးပြီးအာဏာလုနေတဲ့စစ်ကောင်းဆောင်တွေကဒါကိုကစားပြီးတော့ပြည်သူချင်းချင်းတို့တိတ်ပေးနေတာရင်နာစရာကြီးတကယ်ပြောတာကျွန်တော်တိုင်းပြည်ရင်နာစရာကြီးဟုတ်တယ်ဗျာနော်ကျွန်တော်တခါကြာနေသူတို့လိုက်ပြီးတော့ပြောပါတယ်နော်ဟိုဘယ်လိုခေါ်မလဲဆိုတော့ဟိုတုန်းကတန်ရောင်းစင်နဲ့ရှိတာဟုတ်ဒါပေမဲ့ကျွန်တော်ရဲ့ရီမန်းချက်ကကျွန်တော်ရဲ့6လမ်းနဲ့လမ်းစဉ်ကတော့ဒီလမ်းပဲဟိုတုန်းကဒီပေါ့ကျွန်တော်ရဲ့တန်ရောင်းစင်လေးရှိတဲ့အတွက်ကြောင့်မလို့တချို့တလေကိုကျွန်တော်ပြောပါတယ်ခင်ဗျားတို့ဗျာကျွန်တော်တို့ဟိုတုန်းကကိုနဲ့အမြင်မတူတဲ့သူတောင်မှပဲကျွန်တော်လက်ခံစကားပြောသေးတာပဲဟုတ်လားကျွန်တော်ခင်ဗျားတို့မုန်းနေမယ်ဟေ့ဆိုလို့ရှိရင်ဘာကြောင့်မုန်းနေမှာလဲကျွန်တော်ခင်ဗျားတို့နဲ့ယက်တီချက်ချင်းရတယ်အတူတူပဲနော်အားပေးထောက်ခံမှုချင်းရအတူတူပဲဒါပေမဲ့မတူညီတဲ့အမြင်လေးတွေရှိတာပဲရှိတယ်ပေါ့နော်မတူညီတဲ့အမြင်တော့မဟုတ်ဒါကိုမမောင်ကထိုင်းသေးပြောရတာအားပေးတဲ့ဘက်ချင်းနဲ့တူတယ်ယက်တီဘက်ချင်းနဲ့တူတယ်အထဘောမတွေပေါ့ဗျာဒါဆိုအဲ့ဒီကိုမမောင်ဆဲမယ်တတ်မယ်ဖမ်းမယ်ဘယ်လိုဖြစ်တယ်လာပြီးပြောနေကြတဲ့ဘောမတွေကဘာကြောင့်ပြောတာလဲကိုမောင်မဘယ်နေရာမှားလို့လဲစစ်တပ်ခေါင်းဆောင်တွေဘာလို့မှန်ပါတယ်ပဲပြောပေးရမှာလားအဲ့ဒါမှလက်ခံမှာလားစစ်တပ်ခေါင်းဆောင်တွေမှားနေရင်မှားတဲ့အရာကိုထောက်ပြခွင့်မရှိဘူးလားထောက်ပြတဲ့သူကဘောမဘက်အချမ်းရဲ့တစ္ဆာပေါက်လားအခုကိုမောင်အဲ့ဒီတိုင်းမတိတစ္ဆာပေါက်တယောက်လို့ပြောနေကြတာမောင်ဟာဒီနေ့ချိန်ထိပြည်သူဘက်ကိုကူးပြောင်းလာတဲ့စီရီယံဘောမမဟုတ်ဘူးနော်အခုဒီဗီဒီယိုပိုင်းမှာသူထပ်ပြောတယ်သူတစ်ချိန်လုံးပြောနေတယ်သူဟာစစ်တပ်ကိုထောက်ခံနေတဲ့သူဒါပေမဲ့စစ်ကောင်းဆောင်တွေရဲ့လွဲမှားတဲ့အရာတွေကိုသူကဝေဖန်တယ်ထောက်ပြတယ်အဲ့လိုဝေဖန်ထောက်ပြနေရမှာလဲဗယံပဒါပေါက်ပန်း40ဆွတ်ပုတ်ခတ်ပြောနေတာသူမရှိဘူးမှားတဲ့အချက်ကဒီချက်ကတော့ဘလို့ဒီချက်ကဘလို့မဖြစ်တင်ဘူးဘလို့ဖြစ်တင်တယ်စသဖြင့်အပြုတ်ဘောဆောင်ပြီးသူပြောနေတယ်ဒီနေ့ချိန်ထိကိုမောင်ဟာဗယံပဒါဆွတ်ပုတ်ခတ်ပြီးပြောနေတာမရှိ